အမရပူရမျိုးမင်္ဂလာတိုက်ဟောင်းကျေးဇူးတော်ရှင်အက္ခမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီး10ရက်8လ58ခုနှစ်တွင်ဟောကြားတော်မူသောပရိသတ်သမုပ္ပါအနုလောမပရိလောမနီးဖြင့်ဒုက္ခသစ္စာစိုက်ပုံတရားတော်အမှတ်စဉ်စာအုပ်29စာမျက်နှာ419ရှင်းစွာများတို့လာတဲ့လမ်းခီးကြီးကိုဘယ်လိုများနောက်တုန်းကကျုံခဲ့ဆုံးခဲ့ပြီးဒီကလာနေခဲ့ရတယ်ဆိုတာကိုသတိထားပြီးဒီကလာနားထောင်ပါဦးခုလာခဲ့ရတဲ့တဘောကတဘောကကူးပြီးဒီကလာခဲ့ရတာကသုတိပြီးတော့သေရာပြီးပြိတ္တိပြီးအိုရကနာရကသေရကနေပြီးဒီကပြိတ္တိပြန်နေရအဲ့ဒီတော့နေရတဲ့ဥစ္စာကိုဒီလိုဆက်လက်ပြီးဒီကသွားတာကိုသံဃာလို့ခေါ်သည်လို့မှတ်ထားကြပါသုတိပြီးပြိတ္တိမလာဘူးပြိတ္တိပြီးတော့ဘာလာပါလိုက်ဩရာလာတယ်ဩရာလာပြီးဘာလာပါလိုက်နာရာလာတယ်နော်နာရာလာပြီးတော့သေရာလာပြီးဒီကမဖို့မရသေးဘာလာပါလိုက်ပရိသေလာတယ်ဆိုတာသင်ရှားပါဗျာအဲ့ဒီလိုဆက်လက်ပြီးဒီကသွားနေတာကိုသံဃာကြီးလို့ခေါ်သဘောကျကြဒီလိုဆက်လက်သွားနေတာဘာခေါ်ကြသံဃာလို့ခေါ်တယ်လို့မှတ်ထားပါနော်အဲ့ဒီလိုသံဃာကြီးထဲမှာသွားလာနေတော့ကိုအန္တရာယ်ကင်းပေးကင်းလားလို့မေးတဲ့အခါကြလို့ရှိရင်ဖြင့်ခဏသေဘောဝင်ပြီးဒီကလာနေခဲ့ရတာတွေကလည်းအချင်းရှားဖြစ်နေတယ်နော်အဲ့ဒီသေဘောဝင်ရတဲ့ဥစ္စာကလည်းသံဃာဆိုတဲ့ဥစ္စာဒီအာရမဂရမတွေမှတ်เสียကရေပင်လေကြီးနဲ့ဒူတာကိုသံဃာလို့ခေါ်တယ်ရေပင်လေကြီးနဲ့ဒူတာဘာခေါ်ကြဒါဖြင့်ဒီဘက်ကရေပင်လေမှတ်လိုက်တာပေါ့ရေပင်လည်းမဘေးကလည်းထားလိုက်တာကိုအဲ့ဒီရေပင်လည်းဒီဟုသောသံဃာကြီးထဲမှာဒီသံဃာရေပင်လည်းသံဃာကြီးထဲမှာဝဲဆိုတာလည်းရှိသေးတယ်လို့မှတ်ရမှာဒီဘက်ကတင်းနံဘက်ကသံဃာကြီးလေပတ်နေရတဲ့သံဃာကြီးသုတိပရိသေခဏပြောင်းနေရတဲ့သံဃာကြီးသုတိပရိသေအိုနာသေးဒီလိုသွားနေရတာကြီးကသံဃာရေပင်ကြီးလို့မှတ်လိုက်တာအဲ့ဒီသံဃာရေပင်ကြီးထဲမှာဘာရှိပါလိမ့်မလို့မေးလို့ရှိရင်ရေပင်ရှိရင်ဝဲဩဃရှိရတော့မယ်ဒီဘက်ကဝဲဩဃလို့မှတ်တာပေါ့ဒီကသံဃာရေပင်တစ်နံပါတ်ကဘာပါလိမ့်နှစ်နံပါတ်ကဝဲဩဃလို့မှတ်ထားစမ်းပါတစ်နံပါတ်ကဘာပါလိမ့်နှစ်နံပါတ်ကဘာပါလိမ့်ဝေါကရှိလို့ရှိရင်ဖြင့်ရေတွေကလည်းဝေါကဆိုတာရေတွေပြတာဖြစ်နေသောကြောင့်ရေထဲမှာငါးလိမ့်မကန်းတွေရှိလိမ့်မယ်ဆိုတာလဲဒကာဓမ္မတွေသင်ရှားဖို့ဗျာမှန်ပါပါဒီဘက်ကငါးလိမ့်မကန်းတွေလို့မှတ်တာပေါ့ဗျာသဘောကျလားတစ်နံပါတ်ကရေပြန်သံဃာကြီးနှစ်နံပါတ်ကဝေါကကြီးသုံးနံပါတ်ကငါးလိမ့်မကန်းတွေလေးနံပါတ်တွေကလည်းရှင်ဓမ္မတွေဒီပိကတိုင်းနဲ့လေးနံပါတ်ကလိုင်းတဘိုးတွေလို့မှတ်ထားကြတယ်။ကောင်းပြီတဲ့နံပါတ်ကသံဃာရေပင်ကြီးရှင်းသွားပြီ။နှစ်နံပါတ်ကသုံးနံပါတ်ကငါးလိမ့်မကန်းနဲ့လေးနံပါတ်ကလိုင်းတဘိုးတွေလို့ဥလာဘူးလို့ဒကာတိုက်တို့မှတ်ထားကြတယ်။ဒါရေပင်ကြီးအင်္ဂါတွေပဲရေပင်ကြီးတဲ့ရေပင်ကြီးရှိလို့ရှိရင်ဖြင့်အခုပြောခဲ့တဲ့နောက်က၃မျိုးဟာရှင်မြဲဓမ္မတာပဲဆိုတာမှတ်ရတယ်နော်အဲ့တော့ဒီဓမ္မတွေကလည်းဆိုလို့ရှိရင်ဖြင့်တဲ့လူနာပြမသတ္တရာတတ္တဝါရိဥသောခန္ဓာကိုယ်တွေဆက်နေတဲ့သံဃာကြီးထဲမှာရှောက်ပြီးကြလာတဲ့အခါကြလို့ရှိရင်ဖြင့်လူဘဝနတ်ဘဝဆိုတဲ့သံဃာကြီးတွေထဲမှာသံဃာရေပင်လျှောက်လာတဲ့အခါကြလို့ရှိရင်ဖြင့်လေသင်္ဘောတွေနဲ့တူတဲ့ခန္ဓာကိုယ်တွေဟာ
လေသင်းဘောရင်းနဲ့ဒီတဲ့ခန္ဓာကိုယ်ရဲ့သံဃာရေပင်ကြီးလျှောက်လာတယ်ဆိုလို့ရှိရင်ဖြင့်ဒီဘက်ကဝေဩဃဆိုတာနဲ့တော့ဖြင့်တွေ့ပါဝေဩဃနဲ့တွေ့လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဝေထဲမှာဒုက္ခမြုပ်ခါမသွားရဘူးလားထိုကဲ့သို့ဝေထဲမြုပ်သွားတဲ့ခါကျတော့ငားလိုက်မကန်းတွေအစာတွေကမဖြစ်ဘူးသိရပါဘူးဒီငားလိုက်မကန်းတွေအစာတွေကလည်းဘယ်နဲ့ကြောင့်ဖြစ်ရပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်ဒကာဓမ္မတို့လိုင်းကြရတဲ့ဒီကားလို့လိုင်းလုံးကြီးတွေကဖြည်းဖြည်းနှိမ့်ဆက်လာပြီဆိုမှဖြင့်တဲ့ခေါင်းကဝဲတွေကလည်းပြင်းထန်ဝဲတွေကပြင်းထန်ပြီးတန်လျာခီးတဲ့စုပ်ယူသွားတဲ့ခါကြလို့ရှိရင်ဖြင့်ငားလိုက်မကန်းတဲ့အစာမဖြစ်ရဘူးဖြစ်ရပါဘူးသဘောကျဩဒါဖြင့်ဒကာဓမ္မတို့တန်လျာခီးတဲ့ဖြစ်ရတာဒီဘဝတဲ့နာမတန်ត្រာရည်ရင်နဲ့လျှောက်ပြေးနေရတဲ့ပုဂ္ဂိုလ်ဒီဝဲကလည်းတွေ့မှာပဲလိုင်းဘုံနဲ့ရောငါးလိုက်မကိုင်းအစာရောဘယ်ဒါဖြင့်ဘယ်ဘဝလျှောက်ဒီတိုင်းတွေ့ရမှာဒါကြောင့်တရားဓမ္မတို့ဒီကလူဘဝနတ်ဘဝဆိုတာကြီးကသံဃာကျင်လီနေတဲ့ခန္ဓာယနာဓာတ်တို့မပြတ်ကျင်လီရသံဃာဆိုတာမှတ်မိကြအဲ့ဒီသံဃာရမနေတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှင်မရဏဆိုတဲ့ဝဲတော့ဖြင့်လူတိုင်းအစုခံရမှာဝဲစုပ်ပြီဆိုမှဖြင့်ဒီပုဂ္ဂိုလ်ပါသွားလို့ရှိရင်ဖြင့်96ပါးရင်းသောယောဂဝေဒနာတွေနဲ့တူတဲ့ငားလိုက်မကန်းတွေအစံဖြစ်ရပါအစာဖြစ်ရတဲ့ခါကြလို့ရှိရင်ဖြင့်လိုင်းတဘိုးတွေကလည်းများတဲ့ထဲရောက်လာတော့အစာဖြစ်ရများတော့လဲအသေးကောင်ဖြစ်ရများတော့လဲလိုင်းစီမံတို့ခံပြီးငါးဆွဲတို့ပါရလေဥမဲ့ဆိုတဲ့အဓိပ္ပာယ်ကလည်းရှင်းပါမယ်မရှင်းဘူးလားရှင်းပါဩဒါဖြင့်တို့သံဃာခီးတယ်ဒီသံဃာရေပင်ကြီးကလျှောက်ပြီးဒီကလာသုတိပရိသေတွေနဲ့လာခဲ့ရတာတွေတို့ဘယ်များရောက်ပါလိမ့်မလို့မေးတော့သံဃာခီးတယ်စေသင်းမောင်းနဲ့ဒီတဲ့ပုဂ္ဂိုလ်ဒီမရဏဆိုတဲ့ဝဲထဲမှာအစုခံရတာကြီးပဲမှန်ပါပါအစုခံရလို့ရှိရင်ငားလိုက်ငားလိုက်အစာရောဖြစ်ရပါဘူးလိုင်းဘိုးတွေကငားလိုက်ငားလိုက်အစာဖြစ်တဲ့တရားကြီးကိုဟိုလိမ့်ဒီလိမ့်ဖြစ်အောင်မလုပ်ဘူးဒါပြန်ငါတို့နောက်တုန်းကနေခဲ့ရတာဒီသံဃာခရီးတွေဟာဘယ်လိုနေခဲ့ရတယ်ဆိုတော့ယနေ့ပေါ်သွားပေါ်သေးဘူးလားသံဃာခရီးတွေလမ်းလျှောက်လာခဲ့ရတာယခုတရားဓမ္မတွေဒီသံဃာခရီးတွေဖြစ်ပြီးဒီကလာနေသောကြောင့်ဘယ်များသွားကြမှာပါလိမ့်မလို့မေးလို့ရှိရင်ဖြင့်ဘုန်းကြီးတရားဓမ္မတွေမက်ဖို့မရသေးရင်ဝဲစုခံရမယ်မရဏဝဲစုခံရမခံရဘူးလားမရဏဝဲစုကခံရင်တော့ခံရတာလားလို့မေးရရှိတဲ့အခါကျမရဏဝဲစုကိုခံရတဲ့ပုဂ္ဂိုလ်ဟူ၍မှာငါးရိတ်မကိုင်းအစာ96ပါးယောဂဝေဒနာရိစဘဝါဘကောင်ဖြစ်ရပါထိုကဲ့သို့ဘယ်နဲ့ကြောင့်ဖြစ်ရပါလိမ့်မလို့ဆိုတော့လိုင်းတဘိုးတွေကကြီးကျယ်သောကြောင့်ကိုယ်ကလည်းကူးဖို့ခတ်ဖို့ရေးကအလုံးကိုခဲနေသောကြောင့်တဲ့ငါးရိတ်မကန်းတို့သာကျက်စားတဲ့နေရာကျင်လီနိုင်တဲ့နေရာသူတို့ဒီကားလဲဆိုရရှိရင်ပြန်ဘယ်လိုပဲလိုင်းတဘိုးမှမကြောက်တဲ့ပုဂ္ဂိုလ်ဖြစ်လေသောကြောင့်လိုင်းဘိုးကလည်းခန္ဓာကိုယ်ကြီးကိုလှိမ့်ကလူကဖြစ်အောင်လုပ်96ပါးယောဂဝေဒနာတွေကနှိမ့်ဆက်စားကြတောက်ကြပြီးဒီကာလဝဲတဲ့မြို့ပါသဘောကျဒါပြန်ဓမ္မတို့ဒီစားကျွတ်တို့ခန္ဓာအာရဏဓာတ်တို့နဲ့မပြတ်လေပြီးပရိသေရင်းနေလိုက်အိုလိုက်နာလိုက်သေးလိုက်ပရိသေရင်းနေလိုက်အိုလိုက်နာလိုက်သေးလိုက်ဒီသံဃာရဲလျှောက်နေရတာဒီဝဲစာဒီငားလိုက်ခံတို့အစာဒီလိုင်းဘိုးတို့စီမံတို့ခံရဖို့အခါမဖြစ်ပေဖြစ်ရပါဒါပြန်နောက်တုန်းကနေခဲ့တဲ့အချင်းရာအာကာရတွေသိပါဗလားသိပါဘူးဒါပြန်ဒီသံဃာမပြတ်တဲ့ကာလပတ်လုံးဒီဝဲနဲ့သိဖို့ဝင်ရဒီငားလိုက်ကိုင်းအစာဖြစ်ရဒီလိုင်းဘိုးတို့လှိမ့်တယ်လို့ခံရလိမ့်မခံရဘူးဒါပြန်ဒကာဓမ္မတို့သံဃာစခန်းတတ်တဲ့အလုပ်ကိုလုပ်ပါတော့ဆိုတာဘုန်းကြီးများကတိုက်တွန်းမလုပ်တော့ပါဘူးဆိုလို့ရှိရင်သံဃာခရီးတယ်ဖြစ်လို့ရှိရင်ဒီဝဲရဲ့ဒီငားရင်ကိုင်းအစာရဲ့ဒီလိုင်းဘိုးတို့ဖိနှိပ်မှုအလုပ်ကိုသေးသေးချာချာခံရနိုင်မယ်ဆိုတာဖြင့်မြေကြီးလက်ခမလွဲလို့မှတ်လိုက်ကြမှာ
ကျေနပ်နောက်ထပ်ဒီလိုပဲသံဃာလဲကျင်သေးလို့ရှင်းသံဃာရင်ခရီးလျှောက်ကျင်သေးလို့ရှင်းဖြင့်သံဃာရေပြမှာသင်္ဘောဆိုတဲ့ခန္ဓာကိုယ်ကြီးနဲ့လွှင့်ညံသေးလို့ရှင်းဖြင့်ဒီဝဲလဲလွတ်မှာမဟုတ်ဘူးဒီငါးတဲ့လိုင်းရစားရောဒီလိုင်းလေတို့ဖိညတ်မှုကိုဒါဖြင့်ဒကာဓမ္မနောက်တုန်းကနေခဲ့တာအနေကောင်းအနေဆိုးတို့တွင်သေသေးချာချာယခုဉာဏ်မျက်စိနဲ့ကြည့်ပြီးဆရာဘုန်းကြီးကခေါင်းဆောင်ပြဖြင့်တို့နောက်တုန်းကနေခဲ့ရတဲ့အနေဟာဖြင့်အနေဆိုးအသေးဆိုးပါလားသံဃာပြင်ရေကြီးတဲ့မှာလည်းခန္ဓာကိုယ်ရောသင်္ဘောကြီးနဲ့မောင်းနေရဝဲတွေကလည်းသမုဒ္ဒရာသံဃာရှိတွေသောကြောင့်ဝဲကလည်းစုပ်မှာပဲမစုပ်ပဲဘူးလားပင်လယ်ဝဲဆိုတာယူဇနာ90လောက်ရှိတယ်အဲ့ဒီဝဲရရောက်သွားလို့ရှိရင်ပင်လယ်ငါးတွေစားပါဝါပါကောစားရဝါတဲ့အခါမှာအေးသာသာခံရသလားလူးလိမ့်ပြီးကြလားလှိုင်းအချိန်တိုင်းခံနေရသလားလှိုင်းအချိန်တိုင်းခံပြီးကြလားနေရသောကြောင့်တော်ပြီးတန်ပြီးဆိုတဲ့စိတ်ယခုနေ့မွေးကြပါဘယ်လိုမွေးရမလဲတော်ပြီတံမီဒီလမ်းပြန်မလျှောက်တော့ပါဘူးတန်လျာကဖြတ်ပါတော့ပဲဆိုတဲ့စိတ်မွေးကြပါဆိုတာသူတိုက်တွန်းပါတယ်အာရမဓမ္မတွေတန်လျာဘာလို့ဖို့သင့်ပါလိမ့်ဖြတ်ဖို့သင့်တယ်ဆိုတာသီလရှင်တွေဘက်ကကိုရှင်းတော့ဗလားဒါဖြင့်သံဃာဖြတ်ချင်လို့ရှိရင်သံဃာဖြတ်ဆိုတဲ့တရားသည်မဲ့ရမှာပြတ်သံဃာဖြတ်ဆိုတာဒီဘာရမှာပြတ်ပါလဲမမရလို့ရှိရင်မဲ့ဆိုတာဒီသစ္စာသိမှမဖြစ်သစ္စာမသိရင်သစ္စာမသိရင်ကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေသစ္စာသိအောင်ပရိစ္ဆေသမုပ္ပါပြကြစို့တဲ့ဓမ္မတွေနေတိုင်းနာပိရိကာလနေရတဲ့တွေ့ဒီဘက်ကနှစ်ခုချထားတယ်ဓမ္မတွေမြင်ရတဲ့ပုဂ္ဂိုလ်လည်းမြင်ရပါလိမ့်မယ်နောက်တော့ကြီးကြီးပြမယ်ယခုတော့ခတ်သေးသေးဖြစ်နေသေးတယ်ဒီနှစ်ခုကဘာလဲမနေ့ကဆရာနဲ့မရဏပြန်မလို့ပြန်တော့အိုမှုနဲ့သေမှုမြန်မာလိုပြန်လိုက်တော့တရားဓမ္မတွေယခုတရားဓမ္မတွေမှာဒီအတွင်းမှာဒီနှစ်ခုရှိပါသလားလို့မေးလိုက်ရှိပါပါဒါဖြင့်အိုမှုလည်းရှိတယ်နော်သေမှုရှိပါပါရှိဘယ်မှာရှိပါလဲတရားဓမ္မတွေသေသေးချာချာမှတ်ပါဘယ်မှာရှိပါလဲဟုတ်တယ်တရားသိတို့ဥလာဘူးတို့ဟုတ်တယ်ခန္ဓာထဲမှာရှိတယ်ဆိုတာဟုတ်ဒါကြောင့်မနေ့ကပြောခဲ့ရတယ်တပြန်နေ့ကလည်းပြောခဲ့ရတယ်ခန္ဓာကိုယ်ထဲမှာတေဇောဆိုတဲ့အပူဓာတ်ကလေးမရှိဘူးရှိပါပါအပူဓာတ်တွေတရားဓမ္မတို့သူနဲ့စွနေတာတွေကုံလောင်ကျွမ်းအောင်တော့လုပ်ပါဒါပြန်လောင်ကျွမ်းလို့ရှိရင်ပြန်အရင်မူတွေပြောက်အောင်ပါပဲနောက်မူသစ်ပေါ်ရမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်တေဇောတွေဝင်ထဲမှာရှိတဲ့မိဓာတ်တွေတရားဓမ္မတို့ကိုမူပြောက်ပြိုတဲ့အမူတွေပြောက်အိုတဲ့အမူအရာတွေပေါ်ပေါက်အောင်လုပ်သောကြောင့်ဇရာသဘောကျဒါဖြင့်ဇရာတွေကလည်းဆိုလို့ရှိရင်ဖြင့်ဇရာကိုလက်တဲ့ကောက်ခဲ့သည်ရှိတော့တေဇောကောက်ပါဝါမိဓာတ်ကိုကောက်ပါလို့သတိပေးလိုက်ပါလေသဘောကျလားဇရာလက်တဲ့ကောက်တော့တေဇောဆိုတဲ့မိဓာတ်ကောက်ရဥလာဘုတို့လူတွေတော့ကယုတ်ကလတ်တွေရှိသေးရဲ့မရှိပါဘူးတခါတိုင်းတို့မရှိပါဘူးအားလုံးဓမ္မတွေရှိသေးရဲ့မရှိပါဘူးဘယ်သူလောင်လို့ဒီလောက်တောင်မှညှိုးနှင်း6ခန်းလာပါလိမ့်မလဲဆိုတဲ့မေခွန်းထုတ်ကြည့်စမ်းပါဒါဖြင့်အိုအောင်လုပ်တဲ့တရားဝန်ထဲမှာရှိနေတယ်ခွဲလို့ခွာလို့ရပါရဲ့လားခန္ဓာမရှိရင်တော့ရမှာပဲခန္ဓာရှိနေရင်ဒါဖြင့်ဓမ္မတွေခန္ဓာရှိနေတဲ့ဘာခန္ဓာဖြစ်ရပါလို့ဤဆိုရင်ဖြင့်တေဇောအလောင်ခံရပါလေဝါအိုရပါလို့ဤပါသွားရှင်းကြခန္ဓာရဲ့အိုရတဲ့တရားရှိတယ်ဆိုတာပေါ်ကြအရင်တော့ဓမ္မတွေသိပါရဲ့ကျုပ်တော့အိုပြီဘယ်လိုလုပ်လို့အိုတယ်ဆိုရဲလက်တယ်မချရဘူးအခုတော့လက်တယ်တွေ့ပါလားဘာပါလဲဓမ္မတေဇောဆိုတာ
အဲ့ဒီတေဇောဒီဒကာဓမ္မတို့သေအောင်လုပ်နေတာအိုအောင်လုပ်နေတာဘယ်အချိန်ကာလပါလိမ့်မလို့လို့မေခွန်းထုတ်လို့ရှိရင်ချိန်တိုင်းပဲဖရာရှင်းမလားရှင်းပါဘယ်အချိန်ပါလဲအချိန်တိုင်းလုပ်နေတယ်ဆိုတာဒကာဓမ္မတွေညင်းဆံဖို့လိုသေးလားဩဒါဖြင့်ဘာဘဝရရသူပါမှာပဲပါမှာဒကာသိဘာဘဝရရနောက်ကဒကာဓမ္မတွေဒီတေဇောပါမယ်မဟုတ်လားဒါဖြင့်ဒကာဓမ္မတို့ဘယ်ဘဝကောင်းပါမလဲဆိုတာများမစင်စားနဲ့ဘယ်ဘဝကောင်းပါမလဲဆိုတာဘယ်နဲ့လဲအရင်တုန်းကမသိလို့စဉ်းစားကြလူဘဝနဲ့နတ်ဘဝကောင်းမလားနတ်ဘဝနဲ့ဗြဟ္မဘဝကောင်းမလားဆိုပြီးကြလားဥလာဘူးလို့စဉ်းစားမိချစဉ်းစားမိအဲ့ဒီတေဇောလောင်မှုကိုမသိသေးခင်ငုံကတော့ဖြင့်ဒါလူတဲ့နတ်တော်တယ်နတ်တဲ့ဗြဟ္မာတော်တယ်ဆိုတာကိုစဉ်းစားကြရင်စဉ်းစားကြမှာပါပဲမှန်ပါပါသို့တော့အခုချိန်မှာဖြင့်ဇိနာတေဇောရအောင်လုပ်တဲ့တေဇောကိုဒကာဓမ္မတွေကြာကြာနာနာသိတဲ့အတွက်ဘယ်ဘဝရောက်ရောက်အိုအောင်လုံးမှာပါရာကြီးပဲမှန်ပါရှင်းမလားရှင်းပါဘယ်ဘဝရောက်ရောက်အိုအောင်လုံးမဲ့တေဇောကဘယ်နဲ့လဲပါရာကြီးရုပ်မှာလည်းပါရာပဲနာမှာလည်းပါရာပဲလို့ဆုံးဖြတ်ချက်ချလိုက်ပါတော့ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အိုအောင်နဲ့လုတ်သလားဆိုတော့သေအောင်နဲ့တေဇောပဲဘောကြသေအောင်လောက်တာမယုံရင်လူသေးစမ်းကြည့်ရင်ဒကာဓမ္မတို့အေးသွားပြီဆိုတော့တေဇောမရှိတာနဲ့တေဇောကကဲမင်းတို့ကိုဖြင့်ဒီကနောက်ဆုံးမိလောင်ရင်လောင်ပြီးဒီကာလပေးလိုက်မယ်ဆိုတော့တေဇောလဲသူပတ္တိသူရုပ်သိမ့်ပါရောဒကာဓမ္မတွေလည်းလောင်းပြင်ရပြင်ရဘူးလားအဲ့ဒါဒီဘယ်လိုပါလိမ့်မလို့မေးတော့တတ္တာလဲတေဇောအိုအောင်လောက်တာတေဇောရှင်းမလားရှင်းပါတတ္တာကိုဒါပြန်ဒကာဓမ္မတို့အိုသေးဆိုတော့နှစ်ခုဒီကားလို့ဆိုလို့ရှိရင်ဒကာဓမ္မတို့ခန္ဓာကိုယ်ကြီးရတဲ့ပုဂ္ဂိုလ်တေဇောကပါတိဖြစ်လေသောကြောင့်ဒီတေဇောဒီကားလို့ရှိရင်ခမည်းတော်ရန်သူကြီးဆုံးပဲဆိုတာမှတ်ချက်ချပါတေဇောကပါပါလေရန်သူကြီးဆုံးပါတေဇောမပါဘဲနဲ့လေဒကာဓမ္မတွေနေတော့မဖြစ်ဘူးရှိပြန်တော့လည်းအိုအောင်သေးအောင်လုပ်ပြန်တယ်မရှိပြန်တော့လည်းသုတ်တံပို့ရတယ်ရှိပြန်တော့လည်းအိုအောင်သေးအောင်လုပ်ဒါဖြင့်ရန်သူနဲ့အတူတူနေရတဲ့ဘဝမှန်ပါပါသဘောကျကြလားဘာနဲ့အတူတူနေရပါလိမ့်ဒါကြောင့်ဇရာပိဒုက္ခသစ္စာဆိုတော့ဘယ်ပုဂ္ဂိုလ်များညာသေးတေဇောရလေမညာဘူးဘုရားလည်းဘုရားခင်ကိုရမကြီးကနေစာလုံးနေတဲ့ခါကျတော့ရှင်နန္ဒကအရှင်ဘုရားအရေးတွေတွန်းလိုက်ပြီးမွေးညင်းပေါက်ကလေးတွေများလဲတော်ကျယ်ပြီးဒီကလာနေပါပေါ့လားဘုရားဆိုတော့သရရောမိသရဏတိတော်กว่าဘုရားရဲ့လွန်ခဲ့တာမဟုတ်ဘူးกว่าဒီသရဆိုတဲ့ဒေဇောကငါလည်းလောင်တာပဲဘုန်းတော်ရှင်ကံတော်ရှင်ဉာဏ်တော်ရှင်ဆိုအတုမရှိပုဂ္ဂိုလ်ကြီးရဲ့လို့ညာသေးရဲ့မညာတော့ဒီဒေဇောပါခဲ့ဒီကိုယ်တော်ကြီးဟာလေအိုးတယ်နောက်ဆုံးပိတ်အင်းရင်ပင်မျိုးကြားမှာပြိဋိဘံစံတယ်ဆိုတာဒေဇောပတ်ချိုက်ရှင်းမလားရှင်းပါဒါဖြင့်ကျွတ်တို့လိုပါမွားပုဂ္ဂိုလ်တွေကြတော့ဒီဒေဇောကဘုန်းတော်ရှင်ကံတော်ရှင်တောင်မှဖာမနှိမ့်ဆက်တဲ့ပိဋိနာထောဆိုတဲ့ဒုက္ခသစ္စာနှိမ့်ဆက်တတ်တဲ့တရားဖြစ်နေသောကြောင့်ကျွတ်တို့ဖြင့်ချွင်းရက်ပေးပါမလားလို့မေခွန်းထုတ်ရင်ဘယ်လိုဖြေကြပါဒါဖြင့်တေဇောပါနေသောကြောင့်ဒကာဓမ္မတို့တေဇောတွေကားလို့ဆိုရင်နှိမ့်ဆက်တတ်သောကြောင့်ဒုက္ခသစ္စာသေအောင်တတ်တတ်သောကြောင့်ဒါဖြင့်ဇရာပိဒုက္ခသစ္စာမရဏံပိသဘောကျဒါဖြင့်ဒီဒုက္ခသစ္စာကိုဒကာရပတွေလက်ပေရှာကြဇရာမရဏဘာသစ္စာပါလိမ့်တေဇောကဝင်ပြီးနှိမ့်ဆက်လိုက်တာဒကာဓမ္မတို့မြင်တဲ့အတိုင်းသိတဲ့အတိုင်းပဲဘုရားလည်းမရှောင်ဟင်မန္တမင်းကြီးလည်းမရှောင်ပြမမင်းကြီးလည်းမရှောင်ပူရရပုဂ္ဂိုလ်သတ္တဝါဟူသမျှတို့ကိုလည်းမရှောင်ရှားဘူးအကုန်လောင်ပြီးအိုအောင်သေအောင်လုပ်တယ်ဆိုတာရှင်းပါဒုက္ခသစ္စာဖွဲ့ကြညာဓမ္မပဲအပြန်နှိမ့်ဆက်သောကြောင့်သရာတေဇောဒုက္ခသစ္စာနှိမ့်ဆက်ခံရသောကြောင့်လည်းဒုက္ခသစ္စာ
နေဆက်တတ်သောကြောင့်လဲဒါဖြင့်တရားဓမ္မတို့ဒီခန္ဓာကြီးထဲမှာဒီစရာပါပြီးဒီကလာပူအောင်လုပ်တတ်တဲ့တရားသေအောင်လုပ်တတ်တဲ့တရားပါနေတော့ခန္ဓာတောင်းတဲ့ပုဂ္ဂိုလ်ဒီပူခြင်းစိုးနဲ့ကျင်ဝပါလို့ဤမှန်ပါပါသေခြင်းစိုးနဲ့ကျင်ဝပါဒါကြောင့်ဘယ်ခန္ဓာမှတရားဓမ္မတွေမကောင်းဘူးနှိမ့်ဆက်မဲ့ခန္ဓာကြီးပဲလို့မှတ်လိုက်စမ်းမှန်ပါပါသဘောကျလားဒါဖြင့်ဇရာမရဏဘာသစ္စာဒုက္ခသစ္စာဒါဖြင့်တရားဓမ္မတွေဒုက္ခသစ္စာဖြစ်ခဲ့လို့ရှိရင်ဖြင့်ဒုက္ခဖြစ်ကြောင်းရှာအောင်မရှားဘူးလားဒုက္ခသစ္စာဖြစ်ခဲ့တော့ဘာရှားမလဲဒုက္ခဖြစ်ကြောင်းရှာတော့ဩဒီဘက်ကတစ်ခုချလိုက်တရားဓမ္မတွေဒီဘက်ကတစ်ခုကြည့်ပါတဲ့ဒါဘာပါလိမ့်မလို့မေခွန်းထုတ်လို့ရှိရင်ဇာတိသဘောကျဇာတိပရိသေနေမိလို့ဇရာမရဏနဲ့ဟုတ်လားအသက်ထွက်ရတယ်ဆိုတာပေါ်လာကြပေါ်လာပါဇာတိပရိသေနေမိလို့ဇရာမရဏနဲ့အသက်ထွက်ရရှင်းရဒါဖြင့်ဇာတိကအကြောင်းဇရာမရဏကသဘောကျဒါဖြင့်ဒကာဓမ္မတို့ဇာတိဆိုတာပုဂ္ဂိုလ်အစဇာတိကသဘောကျပုဂ္ဂိုလ်တ attva အစဘယ်ကပါလဲပုဂ္ဂိုလ်တ attva အစဇာတိကဖြစ်ပြီးဒီကလာနေသောကြောင့်ဇာတိရှိလို့ရှိရင်ဖြင့်ဇရာမရဏပြေးလို့မလွတ်ဘူးလွတ်ပါမလားရှင်းကြပါလားဒါဖြင့်သူကအကြောင်းသမုဒိယသစ္စာဇရာမရဏကအကျိုးဒုက္ခသစ္စာပေါ်ကြပါလားဇာတိကပါတဲ့ဇရာမရဏကဒါဖြင့်လူဘဝတောင်ဒီကရဒီကရရင်ဒီဆုံးမှာနတ်ဘဝတောင်လည်းဒါဆရဒါဆရလည်းဒီဆုံးမှာဇမဘဝရရင်ဇာတိဆရပြီးတော့ပဲဆုံးမှာဒါဖြင့်ဒကာဓမ္မတို့ဆင်းရဲအစနဲ့ဆင်းရဲဆုံးပဲရှိဟုတ်ပါလားဇာတိပိဒုက္ခသစ္စာဆင်းရဲစဇရာမရဏပိဒုက္ခသစ္စာဒါဖြင့်ပုဂ္ဂိုလ်သတ္တဝါတွေဒီအစဘာသစ္စာလဲအဆုံးပေါ်ပါလားအစမှာအဆုံးမှာဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်ကျွတ်တို့ဖြစ်စဉ်အဖြစ်သစ္စာညာမျက်လုံးတက်ပြီးကြည့်လိုက်တဲ့အခါကျတော့အစလည်းမကောင်းအဆုံးရောအလဲရောအလဲမှလည်းဇရာဆိုတာဒုက္ခသစ္စာပဲအဆုံးမရဏကအစဇာတိကရှင်းမလားဒါဖြင့်ဒကာဓမ္မတို့အလုံးဒကာဓမ္မတို့ဘာများဖြစ်ချင်သေးသလဲဖြစ်ချင်တာဟုတ်လားဖြစ်ချင်ဇာတိပါပဲဒကာဓမ္မတို့ရှင်းမလားဖြစ်ချင်ပါခေါ်ကြအဲ့ဒီဇာတိသာရတဲ့ခါကြလို့ရှင်းဖြင့်ဇရာမရဏရိဟူသောခொနကပြောခဲ့တဲ့ဝဲကြီးလိုင်းတဘူနဲ့အသက်ထွက်ရမှာပဲမထွက်ရပါဘူးလားရှင်းကြဗလားဒါဖြင့်ဇာတိပစ္စယဇရာမရဏဇာတိကြောင့်ဘာဖြစ်လဲကောင်းပြီဒါဖြင့်ဇာတိကသမုဒိယသစ္စာမှတ်လိုက်စမ်းဇာတိကဇရာမရဏကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဇာတိကပါလေကောင်းပြီဇရာမရဏကဒုက္ခသစ္စာဒါဒကာဓမ္မတွေအခုပါဇက်ကသေသေးချာချာပြောနိုင်တယ်ဟုတ်လားဘုရားမှန်ပါပါသေချာပြောနိုင်တဲ့ဉာဏ်ဒီယနေ့တရားပွဲမှာဒကာဓမ္မတွေရပါတယ်ဒီဉာဏ်ရလိုက်ပါတယ်ဇာတိကဘာသစ္စာတဲ့သမုဒိယသစ္စာထားလိုက်ပါတော့ဒကာသိရအကြောင်းကျိုးခွဲလိုက်တော့ဇာတိကဘာပါလဲဇရာမရဏကရှင်းမလားဒါကပရိတ္တမေရမဲ့ပါဠိတော်သုတ်တနိဗ္ဗာန်များလာတဲ့အဓိပ္ပာယ်ကိုပြောနေတယ်လို့ဒကာဓမ္မတွေဖတ်ပါမှန်ပါပါဇာတိကသမုဒိယသစ္စာဇရာမရဏကဒုက္ခသစ္စာခင်ဗျားတို့ဝန်ထဲမှာဘဒုကသမုဒိယဘဒုကဒုက္ခလို့သိတဲ့ဉာဏ်ကမက္ခသစ္စာရှင်းမလားခင်ဗျားတို့ဇာတိကဉာဏ်နဲ့ပြောတာမဟုတ်လားအဲ့ဒီဉာဏ်လေးကဘာပါလဲဇရာမရဏကဘာသစ္စာလဲဒ
အဲ့ဒီဒုက္ခသစ္စာကိုပြောနိုင်တဲ့ဉာဏ်လေးကဒါဖြင့်ဒကာဓမ္မတို့သမုဒယသစ္စာကိုလည်းခင်ဗျားတို့သိတာမဂ္ဂသစ္စာနဲ့သိတယ်ဒုက္ခသစ္စာကိုသိတာလဲသဘောကျဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့သစ္စာဘယ်နှပါးသိသွားသလဲလို့မေခွန်းထုတ်လို့ရှိရင်၃ပါးသိပါပြီဗျာမဆိုနိုင်ဘူးလားဇာတိကသမုဒယသစ္စာဆိုတာသိအဲ့တစ်ချက်ဇာမရဏကခင်ဗျားတို့ဝင်တဲ့သိလုံးလေးကဒါရင်သစ္စာဘယ်နှပါးကိုပိုင်ရသုံးပါးကိုပိုင်ရတယ်ဆိုတာရှင်းမလားရှင်းပါပြီကောင်းပြီဒါဖြင့်ဇာတိဇရာမရဏတွေချုပ်ရသိမ့်ရနိဗ္ဗာန်ဆိုတာခင်ဗျားတို့ကိုယ်တိုင်ရှုပြီးသိမ့်ရမှာသဘောကျပါလားဘာလို့ပြီးသိမ့်ရမှာပါလဲကိုယ်တိုင်ရှုပြီးဒီကလာဇာတိလည်းမကောင်းဘူးဇာမရဏလည်းမကောင်းဘူးအဖြစ်နဲ့အပြည့်ပဲရှိတာပဲအဲ့ဒီကဲတော့ခင်ဗျားတို့ဖြစ်ပျက်ကိုမြင်အောင်ရှုလို့ဒီဖြစ်ပျက်တွေမရှိရင်ကောင်းလေစွာဆိုတဲ့ဉာဏ်လာအောင်ရှုလို့ရှိရင်ဖြင့်ဇာတိဟူသေးလည်းအကုန်ချုပ်မှာပဲအခုဖြစ်နေတဲ့ဇာတိလည်းချုပ်မှာပဲပရိသေဇာတိကောနောက်မှသေတာကြီးလည်းချုပ်မှာပဲအခုခဏခဏသေတာကောအဲ့ဒါချုပ်သွားလို့ရှိရင်ဘာသစ္စာနိရောဓသစ္စာဆိုတာပေါ်ကလားအဲ့ဒါကြောင့်ဒီသစ္စာ၄ပါးဒကာဓမ္မတွေသိလိုက်ခြင်းကြောင့်တဲ့ဇာတိလည်းမကြိုက်တော့ဇာမရဏအဲ့ဒီမကြိုက်တဲ့မဉ္ဇဏ်မလာဘူးလားအဲ့ဒီမကြိုက်တဲ့မဉ္ဇဏ်လာတဲ့နဲ့တပြိုင်တည်းထဲဘုန်းကြီးတို့ဒကာဓမ္မတွေမှာဇာတိသမုဒယလည်းချုပ်ဇရာမရဏဒုက္ခရောရှင်းပါဒါရင်ဘုရားတို့ပြိဋိဘံစံတယ်ဆိုတာဘာပါလိမ့်မလို့ဆိုတော့ဩဒီနှစ်ခုချုပ်သွားတာဇာတိလည်းချုပ်ဇရာမရဏကဲဒီလိုဥပဒနာညာနဲ့သွန်းလိုက်တော့အဖြစ်လည်းချုပ်အပြည့်တွေရောအဲ့ဒီဖြစ်ပြတွေချုပ်ငင်းရုပ်သိမ်းရဘာခေါ်ရဒါကြောင့်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များဖြစ်ပြဆုံးမလားဟေးလို့ဆရာဘုန်းကြီးကမေးလို့ရှိမမေးတယ်ဘူးလားဒါကြောင့်ဆုံးအောင်ရှုလိုက်စမ်းပါလို့ခန္ဓာထဲမှာစိတ်ဖြစ်ပြရှုဆုံးအောင်ရှုရုပ်ဖြစ်ပြရှုတဲ့ပုဂ္ဂိုလ်ကရှုလိုက်လို့မတွေ့တော့ပါဘူးဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့နိရောဓပေါ်တာပဲရှင်းမလားကောင်းပြီဒီဥစ္စာကအလုံးစကံလေးအနည်းငယ်ထဲတာပါပရိစ္ဆေသမုပ္ပါကအများကြီးကြံပါသေးတယ်ဇာတိကိုလက်သေးရှာကြဆိုဥလာဘူးတို့ဒကာတိုက်တယ်မှန်ပါပါဒကာဓမ္မတို့ဘာလက်သေးရှာမယ်ထင်တော့ဇာတိလက်သေးရှာတဲ့ခါကြလို့ရှင်းမယ်ဇာတိဒီဘယ်ကလာပါလိမ့်မလဲတော့ငဲဖို့မလိုဘူးလားလိုတော့မင်းကကံကလာတယ်ကံကောင်းတော့ပြိဋ္ဌိနေကိုဗျကံကြောင့်ပြိဋ္ဌိနေဆိုတော့ကာယကံဝစီကံမနောကံဒီဟုသောကာမဘဝကြောင့်ဘာဖြစ်သဘောကျကာမဘဝကြောင့်ကာမဘဝကြောင့်ကဲပရိစ္ဆေသမုပ္ပါပေါ်လားဘဝဖြစ်เสียဇာတိဖြစ်เสียဩဒီလိုသွားနေတာပါလားဆိုတာပေါ်လာကြကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒီဘက်သုံးခုကကာယကံဝစီကံမနောကံရှင်းမလားရှင်းပါကာယကံဝစီကံမနောကံဆိုတာပေါ်ကြအေးဒါဖြင့်ကာမဘဝဖြစ်เสียဇာတိဖြစ်เสียကောင်းပြီဒီလိုထောက်လိုက်တဲ့အခါကျတော့ကာမဘဝကအကြောင်းတမှုတွေဟာရှင်းမလားဇာတိကအကျိုးဒုက္ခဒါကြောင့်ဇာတိပိဒုက္ခသစ္စာဆိုတော့ဒီကနေထောက်မှဖြစ်တယ်ရင်းနေမလားအကြောင်းကနေထောက်တော့မှအကျိုးဖြစ်တော့မှသူဘာသစ္စာဖြစ်သွားကာမဘဝကသမုဒယသစ္စာဇာတိကသေသေးချာချာမှခမည်းတော်သိထားတာနဲ့တခြားရှိသေသေးချာချာမှပါရဂရမတို့နောက်ဆုတ်တွေးလာရတဲ့ဒကာသက်ရကာမဘဝကြောင့်ဘာဖြစ်လဲဒါဖြင့်သူကအကြောင်းသူကအကျိုးမနေဘူးလားဒါကအကြောင်းဆိုရင်သမုဒယကြီးမှာဒီသုံးခုကဘာသစ္စာလဲအကြောင်းသမုဒယသစ္စာဒီဇာတိကဒါဖြင့်ဒကာဓမ္မတွေတဲ့ဒီ
ဒီကံကြောင့်ဒီကျိုးပေးနေတာပဲဆိုလိုက်ပလားဒီကံကြောင့်ဒီကျိုးပေးတာပဲဆိုတာသဘောကျကောင်းပြီဒါဖြင့်သူကသမုဒိယသစ္စာကာမဘဝကပါလေဇာတိကအကျိုးဒုက္ခသစ္စာဆိုတာပေါ်ဗလားသေးသေးချာချာမှတ်ပါဒါဖြင့်သစ္စာဘယ်နှပါးသိသွားပြန်ကိုယ်သိလုံးလေးပါဆိုကြပါဒါဖြင့်ဒီကံလဲချုပ်မယ်ဆိုရင်ဒီဓာတိကောမချုပ်ဘူးဒါကြောင့်စေရနာကိုလည်းယူပသင်စေရနာလောကေသရသင်စေရနာလောကေဆိုပြီးစေရနာကိုလည်းဖြစ်တဲ့ရှုကံကိုလည်းဖြစ်တဲ့ရှုกว่าဘုရားကဟောလိရှိပါတယ်သဘောကျဒါကြောင့်ဒီဖြစ်တဲ့ရှုလိုက်လို့ဒီသူ့ဖြစ်ရှုလိုက်လို့ရှင်းဖြင့်သူ့ကိုမုံသူ့ကိုဆုံးရင်လည်းဇာတိလာပါဦးမလားသဘောကျပါလားကောင်းပြီဒါတွေကထပ်မှဆိုတဲ့အတွက်ဒကာဓမ္မတွေကာမဘဝဘယ်ကလာသလဲဥပါဒဏဥပါဒဏကလားဥပါဒနာပစ္စယကာမဘဝကိုကြိုက်ပလားဥပါဒနာပစ္စယခင်ဗျားတို့ရပြီးသားကြတော့ဘောပေါ့ဗျာဥပါဒနာပစ္စယသေသေးချာကြည့်တော့ကံနေဖြစ်နေလို့ကာမဘောရှင်းမလားဘုရားကုသိုလ်ရှင်းတယ်ရှင်းပါပြီဒါဖြင့်ဘဝပစ္စယဘယ်နဲ့ဆိုကြဥပါဒနာပစ္စယဘယ်နဲ့ဆိုမယ်ထုံးစံတိုင်းဆိုလိုက်ပါတော့ဥပါဒနာပစ္စယဘဝပဲတဲ့မသိမှဆိုလို့ကံဖော်ပြောလိုက်ရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ဒီဥပါဒံကြောင့်ကံဒီဖြစ်လာမစုံနိုင်ဘူးလားဥပါဒံကြောင့်ကံဒီဖြစ်လာတယ်ဆိုတာသဘောကျကောင်းပြီဒါပြန်ဥပါဒံကသမုဒယသစ္စာကံကကံကဒုက္ခသစ္စာပေါ်လားကံလုံးနေကံလုံးတုံးကလည်းခင်ဗျားတို့ကိုယ်ရှင်ရင်စိတ်ရှင်ရင်မလာရဘူးလားဒါကြောင့်သူဘာသစ္စာဆုံးလဲဒုက္ခသစ္စာဒါပြန်ဥပါဒံကဘာသစ္စာကံကရှင်းမလားကဲဒါဖြင့်ဒကာဓမ္မတို့ဒါဟောပြီးသားဖြစ်လို့ဖတ်တူတူနဲ့ပဲသွားပါဦးမယ်ဥပါဒံဘယ်ကလာကြုံဘ ᱹ ကြောင့်ဖြစ်ကြုံဆိုတဲ့မေကုံမထုတ်ရဘူးထုတ်လိုက်တော့ဘာလာတွေ့ပါလဲတဏှာပဲလာတွေ့တဏှာပစ္စယဥပါဒဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယသဘောကျပါလားဒီလိုထားလိုက်ပြန်တော့တဏှာကသမုဒယသစ္စာဥပါဒံကဒုက္ခသစ္စာတဏှာကအကြောင်းဥပါဒံကကောင်းပြီဒါဖြင့်နောက်ဆုတ်ပြေးလာတော့ဒါတွေအကုန်ဒုက္ခရင်ဖြစ်ဘူးလားဒါကြောင့်ပရိစ္ဆေသမုပ္ပါမှာဧဝမေတ္တကေဝရတ္တဒုက္ခခန္ဓာတဆိုတစ်ခုလုံးဒုက္ခသစ္စာကြီးกว่าမှန်ပါပါဘုရားဟောတော်မူတာပေါ်ဗလားပေါ်ပါဘူးတစ်ခုလုံးပါသစ္စာတဲ့ရှင်းမလားရှင်းပါနောက်ဆုတ်ပြေးမှပေါ်တယ်မှန်ပါပါနမရင်ပေါ်ပါမပေါ်ပါဘူးကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဒီတဏှာဘယ်ကလာပါလိမ့်မလို့ဝေဒနာကလာဒကာဓမ္မတို့တဏှာဘယ်ကလာတော့ဝေဒနာရှိရင်တဏှာလာမှာပဲတဲ့သဘောကျဝေဒနာရှိရင်တဏှာလာမှာပဲဒုက္ခဝေဒနာပစ္စယတဏှာသဘောကျဒုက္ခဝေဒနာပစ္စယလည်းတဏှာပဲဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ကပျောက်ခြင်းနဲ့တဏှာလာတာပဲမလာဘူးလားဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ပျောက်ခြင်းနဲ့တဏှာဆင်းရဲတဲ့ပုဂ္ဂိုလ်ငွေရခြင်းနဲ့တဏှာသောတာပန်သရဂံအနာဂံဖြစ်ကျင်လာလဲရှင်းမလားဒါဖြင့်တဏှာမတတ်တဲ့ကာလပတ်လုံးဒကာရမတို့သမုဒိယသစ္စာချုပ်ပါမချုပ်သေးဘူးဒီဘက်ကဒုက္ခတွေအဆင်းအဆက်တိုင်းမသွားပဲဘူးလားသွားမှာရှင်းမလားဒါဖြင့်ဒကာရမတို့ဒီနေရာမှာနေတိုင်းပြောတယ်ဘုရားပွင့်တယ်မပြောဘူးလားဝေဒနာနဲ့တဏှာကြပါတဲ့သောတာပန်ပွင့်ရင်ရောသဂရဂံဖြစ်ပွင့်ရင်ရောအနာဂံဖြစ်ပွင့်ရင်ရောယဟန္တာဖြစ်ခြင်းဝေဒနာနဲ့တဏှာကြားမှာဖြစ်ရတခြားသောနည်းမရှိဘူးဆိုတာပေါ်လာလားဒ
ဒါကြောင့်သောတာပန်ဘယ်နေရာတည်ပါလိမ့်မလို့ဆိုတာလဲဝေဒနာနဲ့တဏှာရရင်းနေလားဘုရားဘယ်နေရာဖြစ်ပါလိမ့်မလဲဆိုတာရောပေါ်လားကောင်းပြီဒါဖြင့်ဒကာဓမ္မတွေအခုဝိပဿနာလုပ်တဲ့ဒကာဓမ္မတွေမှာဝေဒနာက၃မျိုးရှိဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာလို့ခန္ဓာကိုယ်ထဲမှာ၃မျိုးအလှည့်ပန်းတဲ့အကြောင်းတိုက်ဆိုင်တယ်လို့မပေါ်ဘူးလားပေါ်တာကိုဝေဒနာမရှိနဲ့အနိစ္စရှိဝေဒနာရှိမရှိတွေ့ကြရတဲ့ဒကာဓမ္မတို့ဒုက္ခဝေဒနာလေးပေါ်လာတဲ့ကိုယ်ပေါ်မှာချမ်းသာလုံးလေးဝန်ထဲမှာဝန်တာလုံးလေးဒုက္ခဝေဒနာပေါ်ဘူးလားအဲ့ဒါရှိမရှိတွေ့စားဒါပြန်မရှိတာပါခေါ်မယ်မရှိမှန်းသိတာဒါဖြင့်အနိစ္စနောက်ကမက်ကမလိုက်ဘူးလားမရှိတာကမရှိမှန်းသိတာကဒီတဏှာလာရဲ့ဥပါဒံကံဇာတိဇာမရဏဘုရားဒီကားလို့ဆိုရင်ဒီနေရာကနေပိဋကလာဒီဘက်အကြောင်းတွေသတ်လိုက်တာကိုပေါ်လားဒီနောက်ဘဝတွေပြတ်သွားတာလဲသဘောကျရှင်းမလားကောင်းပြီဒါဖြင့်ဝေဒနာကိုမရှိနဲ့ဒကာရမတို့ဝေဒနာပေါ်လို့ရှိရင်ဝေဒနာကိုစိုက်ကြည့်ပြီးဝေဒနာလားမင်းပြတ်မှလားဆိုတာစိုက်ကြည့်ကြည့်လိုက်တဲ့အခါဘာတွေ့ရပြတ်တာမတွေ့ရဘူးဒါဖြင့်ပြတ်တာကဘာခေါ်ကြပြတ်မှန်းသိတာအဲ့ဒီမက္ခဒီဒကာရမတို့တဏှာကိုသိစေပါတယ်ဆိုတော့သူ့နောက်ကတဏှာလာရဲ့ဒါဖြင့်ဒီဝေဒနာလာတဲ့အခါဒကာဓမ္မတွေကမရှိဘဲနေတော့ဝေဒနာဖြစ်เสียတဏှာဖြစ်เสียဥပါဒနာဖြစ်เสียဘဝဖြစ်เสียဇာတိဖြစ်เสียဒါကမရှိတဲ့ပုဂ္ဂိုလ်လမ်းစဉ်သဘောကျဘုရုလမ်းစဉ်ပါလေမရှိတဲ့ပုဂ္ဂိုလ်ကြီးလမ်းစဉ်ဒါပြန်ဝေဒနာဝရခန္ဓာကိုယ်တိုင်တော်ကြဒုက္ခပေါ်ပြန်ပြီတော်ကြဒုက္ခပေါ်ပြန်ပြီတော်ကြာဥပ္ပခါပေါ်ပြန်ပြီဒကာဓမ္မတို့မရှိမိကြဘူးဆိုလို့ရှိရင်ဖြင့်တဏှာကလိုက်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဒီဥပါဒံလာတော့မှာပဲကံကောဇာတိဇရာမရဏဒါပြန်မရှိတဲ့ပုဂ္ဂိုလ်ဟာသံဃာရှိဒီဘက်ရှည်ထွက်သွားရှုတဲ့ပုဂ္ဂိုလ်ကြတော့ဘုရားဓမ္မတို့အနိစ္စနဲ့မက်ကနှစ်ခုတည်းပဲရှိသဘောကျရဲ့ကောင်းပြီဒါဖြင့်ဘယ်ဝေဒနာလာပါလို့ဖြစ်ပြရှုလိုက်တော့ကိုဖြစ်ပြကအနိစ္စရှုတာကမရှိဘဲနေရင်ဝေဒနာဖြစ်เสียတဏှာဖြစ်เสียဥပါဒနာဖြစ်เสียဘဝဖြစ်เสียဇာတိဖြစ်เสียသဘောကျဒါဖြင့်ဒကာရမတို့ခင်ဗျားတို့ဒီအလုပ်ကိုမလုပ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်ဒီဝဲရဲကိုလည်းရောက်ချင်လို့ဒီငားတဲ့ငကားလေးစာတွေကိုလိုင်းတဘောတို့ဖိနေမှုကိုကောသံဃာရင်ကြီးတွေမှာလည်းနေကျင်လို့ဆိုရင်ကောရှင်းကြဒါပြန်အလုံးမလုံးလို့ရှိရင်ပြတ်ပါဒါရင်ပြတ်ချင်ဒကာရမတွေဒီလိုလုပ်ပါသဘောကျကောင်းပြီဒါဖြင့်ဝေဒနာကြောင့်တဏှာဖြစ်တယ်ဝေဒနာကသမုဒိယသစ္စာတဏှာကရှင်းမလားဝေဒနာကတဏှာကဒါကရှင်သာရိပုတ္တရာဟောနေတဲ့ဟုတ်တယ်တဲ့ဒကာဓမ္မတို့ဒါအကြောင်းတရားတော့မှန်ပါတယ်ဒါကြောင့်အကြောင်းသမုဒိယလို့ဆိုလိုက်တယ်ဝေဒနာကအကြောင်းသမုဒိယတဏှာကနောက်မှပေါ်ရတဲ့အကျိုးဒုက္ခရှင်းမလားနေရကြမလားသွားပါအောင်ဓမ္မတို့ဒီဝေဒနာဘယ်ကလာပါလိမ့်မလဲဆိုတော့မေကွန်ကထုတ်ဖို့မလိုဘူးလားဘယ်ကလာပါလိမ့်ဓမ္မတို့ဖတ်တာလာတယ်ဖတ်တာဆိုတဲ့ဓမ္မကလာတယ်ဆိုတာသဘောကျဖတ်တာလာတော့ဖတ်တာဆိုတာတွေးကြည့်တတ်တဲ့တရားဖတ်တာဆိုတာဘာပါလိမ့်တွေးကြည့်တတ်တဲ့တရားလို့ဆိုတာရှင်းတတ်မလားတွေးကြည့်တဲ့ပုဂ္ဂိုလ်ကြီးဓမ္မတို့ကောင်းမကောင်းမရွေးပဲဒါပြန်ဖတ်တာပြည့်စရာတွေးကြည့်လို့အကောင်းဆိုးကိုဝေဖန်တယ်မဝေဖန်ဘူးလားဓမ္မတို့အထေကိုစမ်းတတ်တာဒီဖတ်တာ
ထူလို့ကောင်းတယ်ပါလို့ကောင်းတယ်ဆိုတာကသံသတာကအကောင်းတယ်ဆိုတဲ့ပြောလာတာကသဘောကျဒါပြန်ဖတ်တာပြည့်စရာရှင်းမလားဒါပြန်တရားဓမ္မတို့ဒီဖတ်တာကိုဝိပဿနာရဲ့ဖတ်တာကသမုဒိယသစ္စာဝေဒနာကနောက်ဆုံးသွားတရားသက်ရရှင်းငယ်မှတ်တယ်အကုန်ဖြုတ်ပါရှင်းငယ်မှတ်တယ်ကိုအကုန်ဖြုတ်ပါဖတ်တာပြည့်စရာဖတ်တာကဘာသစ္စာတော့သမုဒိယသစ္စာရှင်းငယ်မှတ်တယ်ကိုအကုန်ဖြုတ်ပါစာနဲ့မတူဘူးဒါအလုတ်ကိုပြနေတာဟိုဟာစာရွတ်တာခင်ဗျားတို့ကရှင်းမလားဖတ်တာကဘာသစ္စာဖတ်တာကြောင့်တရားသက်ရဝေဒနာဖြစ်တယ်အဲ့တော့ဖတ်တာကအကြောင်းမလို့အကြောင်းဟူ၍သမုဒိယကြီးမှာဝေဒနာကဘာသစ္စာတော့ရှင်းမလားကောင်းပြီဒါဖြင့်ဖတ်တာကသမုဒိယသစ္စာဝေဒနာကဒုက္ခသစ္စာဆိုတာပေါ်ဗလားပေါ်ပါဘူးဒါကြောင့်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာလားမင်းတို့ဓာတ်ကူလုံးဒုက္ခကြီးမှတ်ထားလို့မပါဘူးလားအဲ့ဒီပါတာကိုခင်ဗျားတို့ကမတွေးမိဘူးဒီလိုအကြောင်းကျိုးမဝေဖန်လို့မတွေးမိတယ်ပေါ်ဗလားဒါကြောင့်ရှင်းသုံးနှောင်းနေအကုန်ဖြောက်ပါဆိုတာဒီဘုန်းကြီးကဖြောက်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့နားမလဲလို့ဒုက္ခတွေအကုန်ပါလို့ပြောတဲ့စီကိုညာမရောက်လို့တခါသိဖြစ်ဆွဲရတယ်မှန်ပါပါအဆုံးယူကြည့်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတဒုက္ခအစုကြီးกว่าတဲ့တရားလို့မဆိုဘူးလားဒါကြောင့်နောက်ဆုတ်တွေးတော့မှဒုက္ခအစုကြီးဖြစ်လာတယ်ဆိုတာပေါ်တယ်သဘောကျလားဟာသာကဘာသစ္စာတော့ဝေဒနာကရှင်းမလားဒါရင်ဒါဖြင့်တွေ့တဲ့ပုဂ္ဂိုလ်ဟာအကောင်းဆုံးဝေဖန်တယ်ဆိုတာကိုရှင်းမလားကောင်းပြီတခါသွားပါအောင်တရားဓမ္မတို့ဒီဘက်ကဘယ်ကလာပါလိမ့်မလဲလို့မေခွန်းထုတ်ကြအောင်ဆိုသာလာယန္နာသာလာယန္နာဆိုတာ6ခုရှိတယ်မျက်လုံးနာခေါင်းလျာကိုယ်စိတ်ပေါ့ဗျာမျက်လုံးနာခေါင်းလျာကိုယ်စိတ်ကိုဘာခေါ်ကြမလဲသာလာယန္နာဆိုတာ6ခုသာလာယန္နာပါပဲပါဠိလိုနော်မျက်လုံးနာခေါင်းကိုယ်စိတ်ကိုဘာခေါ်ရမလဲသာလာယန္နာပြည့်စရာဖတ်တော့မဖြစ်ဘူးလားဒီလိုကြတော့သာလနာကဘာသစ္စာလဲဟုတ်တာကဘာမှဒုက္ခအစုကြီးဖြစ်ပါရိပ်မိလားကောင်းပြီဒီနေ့ခက်ကြဲကြဲလေးနဲ့ပဲပြိဿသမုပ္ပါကိုနောက်မှဝေဖန်ရအောင်လို့ဒကာဓမ္မတွေခက်ကြဲကြဲနဲ့သွားလိုက်ပါသေးတယ်ဒီသာလနာဘယ်ကလာပါလိမ့်မလဲဆိုတာတွေးပါဦးနာယုတ်ရှိလို့ပေါ်လာတယ်နာယုတ်ရှိလို့နာမယုတ်ရှိလို့ခொနည်းကမျက်စိနာနာကောင်းတရားကိုယ်စိတ်ပေါ်တယ်။နာယုတ်မရှိရင်ဒါပြန်နာယုတ်ကဘာပါလဲ။သာလနာကပေါ်လားဒီလိုသိသွားမှာဒီလိုသိမှသာရင်သစ္စာသိတဲ့အိဗယ်ရောက်သစ္စာသိမှတက္ကသိုလ်တို့ဥလဘူးတို့မဲ့ညာဖြစ်မှာနော်။မှန်ပါပါ။ရှောက်ရော့နေလို့တော့မဖြစ်နိုင်ဘူးဆိုတော့ကျေနပ်ဗလား။ကျေနပ်ပါ။ကောင်းပြီဒါဖြင့်ဒီနာယုတ်ဘယ်ကလာပါလိမ့်မလဲ။ဝိညာဉ်ဆိုတာပရိသေနေပြီပရိသေရင်းပြီးတော့ဝိညာဉ်နေပြီရင်နာယုတ်ကမပေါ်ဘူးလားနာယုတ်လာလို့ရှိရင်မျက်စိနာနာကောင်းကိုယ်စိတ်ဆိုတဲ့သလရဟာရှင်းမလားဒီဘက်ကလည်းအစဉ်တိုင်းမသွားပြီလားဒါပြန်ဒီဘက်မှာအခုနောက်ဆုတ်တွေးလိုက်တော့ဒီကြောင့်ဒါဒီဒုက္ခကြီးမဖြစ်ခဲ့ဘူးလားရှင်းမလားဒါပြန်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာကမင်းတို့ပြိဿသမုပ္ပါတစ်ခုလုံးဒုက္ခသစ္စာရှိပဲกว่าဆိုတာပေါ်လားရှင်းမလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဝိညာဉ်ပဲကလာတော့ကျွေးသင်္ခါရကလားကာယသင်္ခါရဝစီသင်္ခါရဟုတ်လားစိတ်တသင်္ခါရဆိုတော့သင်္ခါရ၃မျိုးမရှိဘူးလားရှင်းကြမလားဘယ်တော့လာပါလိမ့်သင်္ခါရကလာတယ်ဆိုတာပေါ်လားနေရကြအဲ့ဒီသင်္ခါရဆိုတာခင်ဗျားတို့လူတာတန်းတာပေးတာကမ်းတာပြိဿတွေနေခြင်းလို့လူတာတန်းတာပေးတာကမ်းတာဟူသေးဒီဘုံဘဝတောင်းတာပြီးလှုပ်တာဘာဖြစ်ရှင်ညာဖြစ်ရှင်လှုပ်တဲ့အလုပ်ဟူသေးသင်္ခါရကြီးမှလားဒါဖြင့်သင်္ခါရကဘာသစ္စာတော့ဝိညာဉ်ကဝိညာဉ်ဆိုတော့ပြိဿတွေနေတာဒကာရမသဘောကျ
ကောင်းပြီဒါဖြင့်အိမ်ကြတာလည်းဒကာဓမ္မတွေဒီတိုင်းပဲမှတ်ကြဖို့ဗျာမရရင်ဒီလိုပဲကိုကြီးတို့ဘာလို့ချကြည့်သိပါဒီသင်္ခါရသုံးခုဟာလူမှုတမှုပေးမှုကာမှုဘုံဘဝတောင်းတပြီးကာလလောက်ကြတဲ့သင်္ခါရဟာဘယ်ကလာဝိဇ္ဇာဒါပြန်အဝိဇ္ဇာကသမှုရိယသစ္စာသင်္ခါရကရှင်းမလားပေါင်းလိုက်တဲ့အခါကျတော့ဒကာဓမ္မတို့12ခုမရှိဘူးဒီ2 3 4 5 6 9 10 11 12ပရိစ္ဆသမုပ္ပါ12ပါးဆိုတာသိပြီလားသိတော့ရှေ့ပိုင်းခုလေးကဘာဆိုကြမလဲဒီတစ်ခုကဘာလဲရှင်းမလားကောင်းပြီဒါဖြင့်ဒီဝိဇ္ဇာကြီးဒကာဓမ္မတွေယခုချိန်မှာသမှုရိယသစ္စာဖြစ်တယ်အဝိဇ္ဇာကြောင့်သင်္ခါရမဖြစ်ဘူးလားဖြစ်ပါသင်္ခါရကြောင့်ဝိညာဉ်ကြောင့်နာယုတ်ကြောင့်ကာလရဏကြောင့်ဟောတာကြောင့်ဝေဒနာကြောင့်တဏှာကြောင့်ဥပါဒံကြောင့်ဘဝကြောင့်ဇာတိကြောင့်ဘယ်နှပါးဖြစ်သွား12ပါးဖြစ်သွားတယ်ဆိုတော့ဒကာဓမ္မတို့ဒါကပရိစ္ဆေသမုပ္ပါကြီးဖြစ်စဉ်ကိုပြလိုက်ပါတယ်ပရိစ္ဆေသမုပ္ပါဝိုင်းပုံကိုသတိထားပါဦးဝိုင်းပုံကိုသတိထားပါအောင်ဒကာဓမ္မတို့ဝိုင်းပုံကဘာပါလိမ့်မလဲလို့မေကွန်းထုတ်လို့ရှိရင်ဖြင့်ဘုန်းကြီးဒကာဓမ္မတွေ၌ဇေယနဲ့မရဏဆိုတော့ဒီပုဂ္ဂိုလ်ကတန်တရားခရီးတယ်မဟုတ်လားမှန်ပါပါအခုတန်းကြီးကတန်တရားခရီးတန်းနေတာနော်ပေါ်လာလားကဲဒီဘောကဇာတိပြီးတော့အနာခွဲလိုက်အောင်ဒီနေ့ပေချာချာမှတ်ကြဒကာဓမ္မတို့ဒီသုံးခုဟာအနာဂတ်လို့မှတ်လိုက်ဒီသုံးခုဘာခေါ်ကြမလဲဒါဖြင့်ဇာယတိနဲ့သရမရဏဘာခေါ်ကြမလဲအနာဂတ်ဟောဒီဒုတိယတဏှာဥပါဒံကံဒါဒီမနေ့ကပြောခဲ့တယ်အနာဂတ်အကြောင်းကာလအပြင်ပြစ္ဆုတ်ပံကာလအကြောင်းအပြင်ဖြစ်နေတဲ့ကာလကပြစ္ဆုတ်ပံသဘောကျအကြောင်းအပြင်ကာလအပြင်ပြစ္ဆုတ်ပံကာလလို့မှယခုကာလယခုလုံးနေတာရှင်းမလားဒါဖြင့်ဓမ္မတို့ဒီလိုပဲခွဲကြပါအောင်လို့တဲ့အဝိဇ္ဇာသင်္ခါရသဘောကျလားတိစကံနှစ်ကြရပါပါလိမ့်အဲ့ဒါဒီကားလို့ဆိုလို့ရှိရင်ဒကာဓမ္မတွေမှတ်လိုက်အတိတ်ဘဝဝိဇ္ဇာနဲ့သင်္ခါရပါပါလိမ့်ဒါဖြင့်ဝိညာဏယုတ်တာရဏဖတ်တဝေဒနာတဏှာဥပါဒံကံဒါပြစ္ဆုတ်ပံဘဝရှင်းမလားဒါလေးပြမှတ်ပြအောင်မှတ်ပါဒါကနေပြီးတော့နားလည်မှရှေ့ရမှာဖြစ်ပါလေဒကာဓမ္မတို့ဒီသုံးခုကဇရာမရဏကဇာတိဇရာမရဏကဘယ်ဘဝပါလဲဝိညာဉ်ကအစကာအဆုံးဘယ်ဘဝပါလဲဝိဇ္ဇာနဲ့သင်္ခါရကဒါဖြင့်ဒီဘက်ကအတိတ်ဘဝဒီအလေကြီးကဒီဆုံးကဘဝဘယ်နှပါးဆက်ပြတာလဲဘဝ၃ပါးဆက်ပြရှင်းရဘာဆက်ပြဒါဖြင့်ခမည်းတော်ဒီဘဝ၃ပါးဆက်ပြတာကိုပရိစ္ဆသမုပ္ပါလို့မှတ်ရရှင်းမလားဒါဖြင့်ဓမ္မတို့ခမည်းတော်ရာဝိသားပေါ်မှာကာလအပြင်လည်းဝေဖန်တတ်တဲ့ဓမ္မတွေဖြစ်နေသောကြောင့်ပြန်ပြီးဒီကာလပရိစ္ဆသမုပ္ပါစေယဟဖြစ်ပုံကိုပြပါမယ်ဓမ္မတို့ဘာပြမယ်ထင်တော့စေယဟလို့လေပုံကိုပြမယ်လို့ဆိုတာသေချာမှတ်စမ်းပါဘာပြမှာလဲကဲလေပုံပြရမယ်ဆိုတော့ဒီလိုဝိုင်းရတယ်ဓမ္မတို့ကံကဒီဘက်ရောက်လာတဲ့ဇာတိဒီဘက်ကသရမရဏသဘောကျဒီကဝိဇ္ဇာနဲ့သင်္ခါရအဝိဇ္ဇာသင်္ခါရဆိုသိပြီမဟုတ်လားငါကပြထားတဲ့ဓမ္မတွေမရှင်းသေးဘူးလားကောင်းပြီဒီပုဂ္ဂိုလ်တန်လျာခရီးတယ်မသိဘူးလားသိမလား
အနာဂတ်ဘဝမှာမသေးဘူးလားသေတဲ့ခါကျခရီးတဲ့သေးတာမညံရတာဟုတ်ကြလားသေခါနီးမှာတဲ့သူဒီဇရာမရဏသမားဟာဒကာဓမ္မတို့သူသေရမယ်အတွက်စိုးရိမ်တယ်ဆိုရင်ဒုက္ခပြာပါရမလာဘူးလားဒါဖြင့်ဒီထဲမှာဒုက္ခလာလိုက်တယ်တဲ့သူသေခါနီးမှာပရိဒေဝဟောဒုက္ခဒေါမနသဟောသဘောကျလားသေခါနီးဘာလာပါလိမ့်သောကပရိဒေဝဒုက္ခဒေါမနသဥပါယသသေခါနီး၅မျိုးလာပါလိမ့်သောကပရိဒေဝဒုက္ခဒေါမနသဥပါယသဆိုတဲ့၅မျိုးမလာဘူးလားရှင်းမလားဘာလာပါလိမ့်အဲ့ဒီပုဂ္ဂိုလ်ဒီတဲ့ဒါတွေဖြစ်ကောင်းတာလားမဖြစ်ကောင်းတာလားသို့တော့သူ့မှာဖြစ်ကောင်းတယ်မှလို့ဖြစ်တယ်သဘောကျဒါပြန်သူမသိလို့ဖြစ်တယ်သဘောကျမသိလို့ဖြစ်တော့ဘူးဒုက္ခပရိဒေဝဒုက္ခဒေါမနသထဲမှာဒကာဓမ္မတွေကပတ်လိုက်ပါဦးဟုတ်လားအာသဝဆိုတဲ့အဝိဇ္ဇာအာသဝ၄ပါးဝင်လာသဘောကျဒုက္ခပရိဒေဝဒုက္ခဒေါမနသနဲ့သေတဲ့ပုဂ္ဂိုလ်မှာအာသဝမလာဘူးလားကာမသောဘဝသောဒိဋ္ဌာသောအဝိဇ္ဇာသောဆိုတဲ့အာသောတရား၄ပါးမလာဘူးလားအဲ့ဒီအာသောတရား၄ပါးကဒီနေရာမှာလာသောကြောင့်ဒကာဓမ္မတွေဒီအာသောကြောင့်ဟောဒီဘက်ကငကူကရှိနေတဲ့အဝိဇ္ဇာပြန်ဆက်တယ်အာသောသမှုတရားအဝိဇ္ဇာသမှုတရားရိပ်မိလားအာသောသမှုတရားဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียမဝိုင်းသေးဘူးလားနောက်တုန်းကဘယ်လိုနေခဲ့ရတယ်ဆိုတော့ပေါ်ပြီရှင်းမလားအစကိုရှာတွေ့သေးရဲ့ဒါကြောင့်သတ္တဝါအစငါဘုရားရှာမတွေ့ဘူးတဲ့ရိပ်နေလားခင်ဗျားတို့ဖြစ်တဲ့အစကိုရှာမလို့တရားတော့တွေ့တယ်ကွာတဲ့ပုဂ္ဂိုလ်အစတော့ရှာမတွေ့ရှင်းမလားတရားတော့ပုဂ္ဂိုလ်အစပုဂ္ဂိုလ်အစကကြောက်လို့ဖြစ်နေတယ်မတွေ့နိုင်ဘူးတဲ့သဘောကျလားပုဂ္ဂိုလ်အစကကြောက်လို့ဖြစ်နေတော့အစရှာတွေ့ရလားတရားအစတော့ငါသိပါတယ်တဲ့အဝိဇ္ဇာနဲ့တဏှာစတာပုဂ္ဂိုလ်အစတော့ငါမသိဘူးရိပ်နေကြလားဘလောက်ထိအောင်ရှည်တယ်ဆိုတော့ပေါ်လာကြလားဒါပြန်ဒကာရမတွေနောက်တုန်းကဘယ်လိုနေခဲ့ရသလဲဆိုတာပေါ်သေးဘူးလားအဝိဇ္ဇာကြောင့်သင်္ခါရကြောင့်ဝိညာဉ်ကြောင့်ဉာဏ်ရုပ်ကြောင့်ကာလဟနာကြောင့်ဖသကြောင့်ဝေဒနာကြောင့်တဏှာကြောင့်ဥပါဒံကြောင့်ကာမဘဝပဲကာမဘဝကြောင့်ဓာတိကြောင့်ဇာမရဏအချိန်မှာသောကပရိဒေဝဒုက္ခဒေါမနသဥပါဒဝိုင်းလာတာပဲဝိုင်းတော့အာသဝဝမလာဘူးလားအာသဝကြောင့်ဘာဖြစ်ပြန်လဲဝိဇ္ဇာဖြစ်ပြန်တော့ကဲဝိုင်းသေးဘူးလားဘယ်တော့ခမရတို့နောက်တုန်းကနေခဲ့ရတာဤတိုင်းပဲလို့သာမှတ်ပြီးဒီလိုဆရာကောင်းမှမတွေ့သေးဘူးဆိုဘယ်နေရာဖျားမယ်လို့မသိပါဘူးသိကြပါမလားနောက်တုန်းကတပည့်တို့ဘယ်လိုနေခဲ့ရတော့ဟောဒီအဝိုင်းပေါ်လျှောက်ပြေးဗန္ဓရခရီးတဲ့ရိပ်နေဗလားဘယ်မှာနေပါလိမ့်ညာအဝိုင်းပေါ်ပြေးနေတယ်ဆိုတာသိကြပါလားဒါဖြင့်ခင်ဗျားတို့တဏ္ဍာမာကုဆရာဘုန်းကြီးကဘုရားကိုယ်စရလုပ်ပြီးကာလအဝိုင်းပြေးကိုရဟောလိုက်မယ်တနေ့တည်းဟောလို့တော့မပြီးဘူးကိုဝိုင်းနေတာသိတော့မှဘယ်လိုပြရမလဲဆိုတာပေါ်လာတဲ့ခုဝိုင်းမပေါ်ရဲ့နောက်ဆုံးကဘယ်လိုနေကြရအဝိုင်းကြီးကြီးရရှေ့ကိုလည်းဒကာဓမ္မတွေဖြတ်နည်းကိုမပြရင်ဘယ်လိုသွားကြမလဲကောင်းပြီဖြတ်နည်းပြလို့ရှိရင်ဖြင့်ခင်ဗျားတို့ဒီအဝိုင်းကသိမ့်ပြီးဒီကာလသံဃာပြတ်ပြီမစိုးနိုင်ဘူးလားရှင်းမလားကဲဒီနေ့ဒီရင်တော်ကြအောင်